Hello ဒီညီမလေးကြောင်ရတယ်လို့မျိုးကျွန်တော်ဒီကိုယ့်ရဲ့ပေါ့နော် Facebook Ads Manager မှာကျွန်တော်ဒီကြွေးကြံကိုငွေချေမရတဲ့ပြဿနာကတော်တော်များများကြုံရပါတယ်။အဲဒါကြောင့်ကျွန်တော်အလွယ်ဆုံးနည်းလမ်းလေးကိုပြောပြပါမယ်။ဆိုတော့အဲ့လိုမျိုးကျွန်တော်ဒီကိုယ့်ရဲ့ Ads account ရဲ့ဒီနားလေးကိုကျွန်တော်ကြည့်မယ်ဆိုရင်နာမည်အောက်မှာ Payment Accepted လို့ပေါ်ရင်အဲ့ဒါကျွန်တော်တို့ဒါကြွေးကြံရှိရပါ။အဲ့ဒါကျွန်တော် Meta Ads ဆိုတဲ့ application လေးကနေဝင်သွားကြည့်လို့ရပါတယ်။အဲ့လိုမျိုးကျွန်တော်တို့ဘယ်လိုမျိုးခြေလို့ရလဲဆိုနီလန်းနှစ်ခုရှိပါတယ်ပထမတစ်ခုကကိုယ်တိုင် try ကြည့်တာကိုယ်တိုင်ခြေလို့မရရင်ဒုတိယနီလန်းကကျွန်တော်ဒီ Facebook team နဲ့ပေါ့နော် live chat သွားပြောပြီးတော့သူတို့ကိုခြေခိုင်းဖို့အတွက်ကိုအကူအညီတောင်းတာပေါ့နော်အဲ့လိုနှစ်ခုရှိပါတယ်သူကတော့ပထမတစ်ခုနဲ့ရတယ်အများစုကလည်းပထမတစ်ခုနဲ့ရပါတယ်အဲ့တော့ကျွန်တော်တို့အရင်ဦးဆုံးပေါ့နော်ဒီကိုယ့်ရဲ့ Meta Ads ဆိုတဲ့ application လေးကိုအရင်ဝင်မယ်ဘယ်ဘက်ပေါ် setting ပုံစံလေးကိုနှိပ်မယ်ကျွန်တော်ပြီးရင်ဒီ billing payment ကိုနှိပ်မယ်ပြီးတော့ရင်ကျွန်တော်တို့ဒီ pay now ပေါ့နော် pay now ကိုတစ်ချက်နှိပ်မယ်ပြီးရင် amount မနောက်မှာကျွန်တော်တို့တသမနောက်မှာစွန်းနေရှေ့အဲ့ဒီဖြတ်ချလိုက်အတိပေါ့နော်အတိထားပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာ pay now ဆိုတာလေးကိုနှိပ်ချလိုက်ပေါ့နော်ပေါ်သွားပြီဆိုရင်ဒါကျွန်တော်တို့ရပါပြီသူလည်းအဲ့လိုပဲပေါ့နော်ပထမနီလန်းတစ်ခုနဲ့နေသူရပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီလိုမျိုး restaurant လိုမျိုးပြရဲဆိုလို့ရှိရင်အဲ့တစ်ချက်ပြန်ထွက်ပြန်ဝင်ကြည့်လိုက်အဲ့ဒါဆိုရင်ကောင်းသွားတာတွေ့ရပါလိမ့်မယ်